ရှားရဲ့အပေါက်ဝါရောက်လာပါမြန်မာလိုပါရေးထားပါတယ်ဂရင်းကျွတ်လာပြည့်ထဲဝင်ကြည့်လိုက်အောင်မာမြေပုံလေးပါအော်တော့ဒီဘက်နေပဲသွားလိုက်ပါဖျားစင်းလူပုံလေးတွေ့နေရပါပြီကျွန်တော်ကနေပတ်ကြည့်လိုက်အောင်ဒါမြို့တွေကနေရရင်တော့တော်တော်လာရပါတော့မြို့တွေဆိုတာကဒီအဆောင်အုံကြားတွေကနေရရင်အပုံအထွက်နေတာပေါ့လည်းဖက်စီလို့မရပါဘူးငါးတော့အမှာတပုံရိုက်ခွင့်မရှိပါဘူးသုံးလောမြူဇီယံလေးလောဖိုကန်နှစ်လောတလောမြူဇီယံကျွန်တော်တလောပဲကြည့်လိုက်အောင်我等待啊。Museum လေးဒီဘုန်းကြီးကျောင်းကတော့စတီထောင်ခဲ့အောင်ပါနောက်ဒီနေ့မင်းများခဲ့ပါဒါပေမဲ့ဒီ1884လောက်ပိုင်းဒီကျောင်းထိုင်ဘုန်းကြီးပေါ့နော် webcam ဆိုတဲ့ဘုန်းကြီးကနေပြီးမှဒီဘက်ဖျားအကြောင်းပြုလုပ်ပြီးမှကောင်းကောင်းတရားတွေပါစပြီးလုပ်ခဲ့မှာပဲနာမည်စာရတရားထပ်တော့ကြတာဒီအမြင့်ဆုံးထပ်မှာရှိတဲ့အစိမ်းရောင်ဖန်စီတွေကတော့နာမည်တော်ကြီးပါတယ်ပေါ့နော်မျက်နှာချက်ကတော့ဂျယ်ရီပြည့်နေတဲ့စကြဝဠာနဲ့ဖျားပုံတွေပါဖျားစင်းတုကတော့2021မှာတည်တာပြီးမြောက်ခဲ့ပါတယ်ဖျားရဲ့အမြင့်ပေကတော့69မီတာရှိပါတယ်ဖျားစင်းတုကတော့တော်မြင့်လို့ဒီအနီးပတ်ဝန်းကျင်ကနေအဝေးကနေတွေ့နိုင်ပါတယ်အဝေးကနေလည်းဖုံးပြောနိုင်ပါတယ်คุณเป็นก้อนการใช้เกี่ยวคอเพื่ออาชีพศาสตร์ว่าคุณใช้นั้นมงคลก็ตัดละ1,000 บาทคุณภาสินันทีเดชนันธนโยธินธรรมทร500 บาทสถาบันศาสตร์เสริมชีวิต300 บาทคุณแม่ตะมงพันธะ
ဒါဆိုရင် orange ကဖျားဖို့ထွက်လာပြီးလမ်းတစ်လျှောက်ပတ်ကြည့်နေတာပါ အဲ့အကြောင်းလေးပါနားမှာအကြောင်းရှိတယ်ကျွန်တော်နောက်ဝစ်စုံရပါတယ်နော်ကျောင်းသားကျောင်းသူတွေတော့ပေါ်ပါတယ်ပေါ် ထိုင်းရဲ့အခြေခံအကြောင်းဝတ်စုံကတော့အဖြစ်အောင်နဲ့အသားရောင်မျိုးရှိပါတယ်ပေါ့နော် ဝစ်စုံတွေကတော့စစ်စရာတွေဘတ်စကတ်ဘောဆော်တွေ အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာ orange ကိုပြန်တွေ့ကြရအောင်